မြောင်ဝေး မေ ရှင်းအောင်လဲကျမလေဘယ်မြန်ရောက်သွားရလဲလို့လိုက်ရှာနေ အေးပုံမှာအေးလို့ဟာ ရှင်နှမျိုးစားပြီလား စားပြီလေဒီနေ့တော့စားကောင်းတယ်မိမဒီနေ့ကြက်သားငရုတ်သီးနဲ့ကြော်တာတော့မစိုးဘူးအရင်ကတည်းကပိုကောင်းတယ်အသားလေးကလည်းချိုးတာ ကိုပြောင်း ဟွန်း ရှင်းရလေကျမပြောရင်မကြိုက်ဘူးဘာကြက်သားလေးကချိုးနေတာပဲလေအဲ့ဒါကြက်သားမဟုတ်ဘူးမနေ့ကဈေးသွားလေကြွက်ရလာနဲ့အဲ့ဒါကြက်သားလေးကိုကြော်ထားတယ် ဟဲ့အဲ့တော့မနက်ကငါစားတာကြွက်ပေါ့ အဲ့လေဘာလို့လဲ ဟာလုံးတော့သိတော့မှာပဲငါနင်းနဲ့စညာတယ်ငါကြွက်မစားဘူးလားနင်မသိဘူးလား အော်ရှော့စားပါလို့ဘယ်သူကပြောလို့လဲဒီမှာဘာမှပူမနေနဲ့အဲ့ဒါလေညောင်းတကာအကြွက်ပူမနေနဲ့ကြားလား အော်ဒုက္ခပါပဲအကြွက်တွေမှာပိုးသက်စေးငါသိတော့မှာကြွက်မှာပိုးသက်စေးတွေပါပိုးတွေပါတယ် ဟာ ညောင်းတကာကြွက်တယ်လေ ပူ ညောင်းတ တာ ကာ ရှင်ဘာဖြစ်မှမိုးလို့လဲလို့ရှင်စားလိမ့်မလားရှင်ပိုက်ရအဲ့ဘောကတိတ်သွားလိမ့်မ ဘယ် ယ် လိုလုပ်သိမှာလဲအဲ့ဒီမှာဘိုက်ထဲမှာပိုးတွေကပွားလာမှာလေညောင်းတကာကကြွက်ညောင်းတကာမှာရှောက်သွားနေမှာတော့ဒီကြွက်ကပိုးတွေပါလာမဖြစ်သေးပါဘူးငါပိုးသက်မှရတော့နင်းတော့ယောက်ျောက်ကြံတတ်နေတာနင်းငါပိုးသက်